ရုပ် bro ဒီကနေ့မှာတော့ကျွန်တော်မောင်းမဲ့ကားလေးကိုကျွန်တော်ကိုယ်တိုင်တိဆောက်ပြီးတော့မောင်းပြမဲ့ဂိမ်းလေးပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ကားလေးကိုလည်းရှိုးလန်ဝဲအောင်ရေးဒီမှာအင်ဂျင်တစ်လုံးရယ်ဘိန်းလေးဘိန်းရယ်စီတိုင်းကြီးတစ်လုံးရယ်ထိုင်ကုန်တစ်လုံးရယ်ပဲပါတယ်အောင်ရေးဒီဘေးကကားကြီးကိုလည်းရှိုးလန် what the fuck ကားရ fine တော့ share ပဲကွာအောင်ဒီမှာ jet အင်ဂျင်အောင်ရေးကျွန်တော်ပတ်စံမရှိသေးဘူးဗျနော်အဲ့တော့ကျွန်တော်ဒီကားလေးနဲ့ရှေ့ကိုဘယ်လောက်ထိသွားလို့ရလဲဆိုတာစမ်းမောင်းကြည့်ကြရအောင်ဗျဟဲ့အောင်ကြီးမောင်းတော့မောင်းနေပြီကွာသွားတော့သွားသားပဲကွာစီအားတိုင်းလည်းမပါဘူးဟဲ့အောင်ကြီး what the fuck အင်ဂျင်တစ်လုံးနဲ့ဘိန်းနဲ့ပဲပါတယ်ကွာစီတိုင်းကြီးကတေးသေးလေးဆိုတော့ကုံသွားတာဟဲ့အောင်ကြီးအဲ့တော့ကျွန်တော်တို့ဟာဒါဒီကားရဘာကားကြီးလဲ what the fuck ဟာဟဲ့အောင်ကြီးဘယ်ရောက်သွားလဲအဲကားကြီးอ่ะအော်ကျွန်တော်တို့ short လေးကိုသွားကြည့်လိုက်မယ်ဗျာနော်ကျွန်တော်ဘာတွေဝယ်လို့ရလဲဆိုတာဒေါ်လာ20နဲ့ဆိုအတုံးတွေဝယ်လို့ရတယ်တဲ့ဘိန်းက$45တဲ့ဟောစီတိုင်းကြီးကဒေါ်လာ60ပဲဗျကျွန်တော်တို့ဒေါ်လာ60ရှိပြီဆိုတော့စီတိုင်းကြီးတစ်လုံးထပ်ဝယ်လိုက်မယ်ဗျာနော်ပတ်စံပိုရှာလို့ရအောင်အဲ့တော့ကျွန်တော်ထဲမှာစီတိုင်းကြီးတစ်လုံးရပြီဗျာစီတိုင်းကြီးတစ်လုံးထပ်တက်လိုက်မယ်စီတိုင်းကြီးတစ်လုံးတက်ရစီတိုင်းကြီးဘယ်မှာသွားပေါ်နေတာ what the fuck စီတိုင်းကြီးကဒီပေါ်မှာတက်မှာလေကွာဘယ်အောင်ဒီဘက်လာကွာအဲ့လိုတက်လို့ရပါလားစီတိုင်းကြီးကနေရောဟဲ့ကြီးဒစ်လေညာကြီးဒါမျိုးဆိုရရည်လေကွာစီတိုင်းကြီးတစ်လုံးတက်လိုက်ပြီနော်အော်ဒီမှာနောက်ဆက်တွဲလေးကျွန်တော်ထပ်ချထားလိုက်မယ်ပတ်စံရှိတာလို့ရှိရင်ကျွန်တော်တို့စီတိုင်းကြီးတစ်လုံးထပ်ဝယ်မယ်ဗျာစီတိုင်းကြီးရှိလို့ရှိရင်ကျွန်တော်တို့ဝေးကိုရောက်မှာဗျာကျွန်တော်ကားကြီးရှိုးလာကိုစီတိုင်းကြီးနှလုံးဖြစ်သွားပြီဒေါ်လာတွေဝင်နေပြီ55 66ဘဲဟောထိန်းလို့ရတယ်ဗျာနော်ကျွန်တော်ထိန်းလို့မရဘူးမှန်နေတာ$35 39 40မစိုးဘူးရစီတိုင်းနှလုံးကကျွန်တော်တို့ဒေါ်လာ2ဆလောက်ရရနော်အဲ့တော့ကျွန်တော်ထဲမှာ$54လောက်ရရဗျာအဲ့တော့$54ဆိုတော့ကျွန်တော်ကဒီထဲမှာဘာရှိသေးရလဲအင်ဂျင်တစ်လုံးထပ်ဝယ်ရမှာလားအင်ဂျင်တစ်လုံးက$100ဗျာနော်အင်ဂျင်တစ်လုံး$100ဆိုတော့ခဏလေးကျွန်တော်ထပ်မောင်းလိုက်အောင်မယ်ပတ်စံရှာမှဖြစ်မယ်ဗျပတ်စံများရှာမှကျွန်တော်တို့ကားကို share file လို့ရမှာဗျအခုတော့ကြည့်လိုက်ပါဦးစီအားတိုင်းမှာဘာမှပါတဲ့တော်သေးရပေါ်လာတော့မှ gas can လေးနှလုံးနဲ့မို့လို့ကျွန်တော်တို့ရှေ့ကိုဆက်သွားနေရတာဗျနောက်မို့လို့ဒီလောက်ထိကိုရောက်အောင်မဟုတ်တော့ဘူး$42ဟုတ်ပြီကျွန်တော်$90ကျော်ရပြီဗျာနော်နောက်တစ်ခါထပ်မောင်းလိုက်လို့ရှိရင်တော့$100ရမယ်ဆိုတော့ကျွန်တော်တို့ AC ပဲဖြစ်သွားပါဗျကျွန်တော်နောက်တစ်ခါထပ်မောင်းကြည့်လိုက်မယ်ဗျာနော်အဲ့တော့ဟောအေးအောင်ကြီးပဲကျွန်တော်ညာဘက်မှာလည်းကားတစ်စီးမောင်းနေတာဗျကားတစ်စီးမောင်းနေတာမျိုးကျွန်တော်တို့ဒီမှာဒေါ်လာရှာရမယ်ဗျဒေါ်လာ40လောက်ကတော့ရမှာပါနော်ဒေါ်လာ40လောက်ရပြီဆိုကျွန်တော်အင်ဂျင်တစ်လုံးထပ်ဝယ်လိုက်မယ်ဟဲ့အောင်ကြီး40နှစ်ရက်သွားပြီရှာရကျွန်တော်ထဲမှာဒေါ်လာ130ကျော်ရှိသွားပြီဗျဒေါ်လာ130ကျော်ဆိုတော့အင်ဂျင်တစ်လုံးထပ်ဝယ်မယ်ဗျာ short okay ကျွန်တော်ထဲမှာအင်ဂျင်တစ်လုံးရအဲ့တော့ဒီကောင်ရွှေ့မယ်လေဘာလို့ရွှေ့ရမှာလဲတိုက်စီတိုင်းကြီးကိုဘယ်လိုရွှေ့ရပါလဲစီတိုင်းကြီးရွှေ့လို့မရဘူးလားဟဲ့အောင်ကြီးစီတိုင်းကြီးကိုဘယ်လိုရွှေ့ရမှာလဲကွာ what the fuck အင်ဂျင်ကြီးဝယ်ထားပြီးအင်ဂျင်ကြီးတက်မဲ့နေရမရဘူးဖြစ်နေပြီအောင်ကြီးကျွန်တော်ပစ်ကက်ကိုနေလိုက်မယ်ဟောဟုတ်ပြီစီတိုင်းကြီးရွှေ့လို့ရသွားပြီကျွန်တော်သိသွားရောစီတိုင်းကြီးကိုနောက်ဆုံးမှာပဲထည့်မယ်တိုင်းโอเคဒါမျိုးလေးပဲထားလိုက်မယ်နောက်ထပ်စီတိုင်းကြီးရွှေ့မယ်စီတိုင်းကြီးနောက်မှာပဲသွားထပ်မှာထားမှာဝါရအောင်ရအေးဟုတ်ပြီဒါမျိုးဒါမှတက်ရက်ကလေးဖြစ်သွားတယ်ကျွန်တော်ထိုင်ကုန်နောက်နေနဲ့ရွှေ့လိုက်အောင်နောက်ထိုင်ကုန်နောက်မရွှေ့တော့ရွှေ့လိုက်တာကောင်းပါလေကွာထိုင်ကုန်ရပြီထိုင်ကုန်ကျွန်တော်ဒီမှာတက်လိုက်မယ်လှည့်အောင်ဟာထိုင်ကုန်ကရှေ့လှည့်ရမှာလေဒါနောက်ထပ်အင်ဂျင်တစ်လုံးဆွဲပြီဗျာကျွန်တော်တို့အင်ဂျင်တစ်လုံးဟုတ်ပြီ nice ကျွန်တော်အင်ဂျင်နှလုံးနဲ့ share ဆွဲတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကားယူလေရှိုးလိုက်အောင် what the fuck ရောင်ကြီးမြန်ချက်ကတော့9 black ပဲရောင်ကြီးညာဘက်ကွေအောင်ကွာဝင်တိုက်ကုန်ပြီဟာ what the fuck ဝင်တိုက်သွားတာကွာဟဲ့ရောင်ကြီးဘဲမှလည်းရွှေ့လို့မရလားဟာငါခြေချင်းပြန်သွားပါလားဟာဘလို့ကြီးလေဒီတစ်ခါငါခြေချင်းကြာနေခဲ့တာကွာဟဲ့ရောင်ကြီးဘာလို့လို့ညဟိုဘက်မှာလည်းမောင်းနေကြကြီးကွာကျွန်တော်လိုပဲကျွန်တော်ထပ်တော့ပူဆိုးသေးပါတယ်ဗျာအမအစလုံးအတိုင်းပဲရှိသေးတယ်ကျွန်တော်မှအင်ဂျင်နှလုံးဖြစ်သွားပြီကျွန်တော်ဘောစီဖြစ်နေပြီဗျကျွန်တော်ကားကြီးမှာအင်ဂျင်နှလုံးတက်ထားကျွန်တော်နောက်တစ်ခါထပ်မောင်းမယ်ဗျာနော်ဘာဖြစ်သွားလဲဟဲ့အောင်ကြီးနောက်တစ်ခါမောင်းပြီဘယ်ဘက်ကိုကွေးတာကြီးဘယ်ဘက်ကိုကွေး
Nhá. Engine nó lông ta lại mà chết lệ nè, hay hao gì lái cha nè làm gì. Nhưng cho nó khá tham màu này không mày. Tay. Nhà quỷ quá. Hay à? Nhà quỷ luôn nhau. Phá phía luôn lệ. Engine nó lông xí mà thả ra xin mà bị yếu chủ đề quá. Ê cho nó engine nó lông ngủ nào giống mà biến thả chỉ lại mày. Nó engine nó lông xí thả luôn. Biến quỷ luôn nhau hiện này. Ê đó, phải năng có phiếu à? Phá lúc engine nó lông thả luôn chứ. Xí quỷ luôn mẹ này lại mình tiêu. Cho nó engine nào mà lông thả lại rồi mà nó. Nào mà lông thả lại mày hộp đi. Thả rồi dạy. Cho máu này rồi mày nhá. Quỷ eo gì eo gì lâu chào stabilizing này nó cho nó đủ engine nó lâu à quấy mình nhìn nhà đây đúng ạ bé nhà đi mau cùng này em nhá rồi cho nó đủ quấy cùng này nhìn nhà đông mía mày em nhá sau trên này sau luôn mèo vậy eo gì cho lái này kì sau trên này sau luôn mèo vậy eo cho nó gas can đi lên mà tháo lại mày nháအဲ့တော့ကျွန်တော်တို့ gas can တွေကိုအလိမ်မထားလိုက်မယ်ဗျာလှည့်လိုက်အောင်မယ်နော်ကျွန်တော်နေရာစတက်တာတော့အောင်လို့ gas can တွေကိုကျွန်တော်အလိမ်မထားပြီးသွားရင် engine ကိုနောက်ဖျားပိုင်းမှာပဲတင်လိုက်မယ်လှည့်လိုက်အောင်မယ်နော်ဝိန်းညီသွားအောင်လို့ဟော gas can ကိုကျွန်တော်နောက်နေနဲ့ရွှေ့လိုက်အောင်မယ်ဗျဘာလို့လဲဆိုတော့ဒီမှာကပိတ်ကတ်လောက်ထားရလေကွာဘာလို့လဲညောင်ရွှေ့လို့မရတော့ဘူးရမောင်းမယ်ကွာတာကြီးဒီပုံစံတိုင်းနဲ့လည်းစမ်းကြည့်ကြတာပေါ့ဖျောက်ကြီးဘာဖြစ်တာဟာဟမ်ဟဲ့ကြီး gas can တခုမှမပါတော့ဘူးကွာ gas can ပြန်ဖြည့်အောင်ပါ gas can ခုနနှုတ်ထားတာလို့ညကျွန်တော်တို့ဖြစ်နိုင်ကိုပြန်နှုတ်မယ်နော်လိုင်းကြနေတာဟဲ့အောင်ကြီး what the fuck ရှိုးလိုက်ပါအောင်ကျွန်တော်မအင်ဂျင်နှလုံးရှိရဗျအဲ့တော့ gas can တစ်လုံးကိုကျွန်တော်အရှိထည့်လိုက်မယ်အနောက်ကိုအရင်ထည့်လိုက်မယ်နော် gas can တစ်လုံးကိုနောက်ကိုထည့်လိုက်မယ် gas can တစ်လုံးကိုနောက်ကိုထည့်လိုက်မယ် gas can နောက်တစ်လုံးကိုအရှိကိုထည့်လိုက်မယ်ပြီးကြရင်ဖြစ်နိုင်ကိုနောက်ဖျားပိုင်းမှာအရှိကိုလှည့်ထားလိုက်မယ်ဟုတ်ပြီဒါဆိုရင်တော့ညကြီးမှာရှိတော့ပါကျွန်တော်စမောင်းကြည့်လိုက်မယ်ဗျာနော်ကဲကိုယ်လို့မရဘူးဖြစ်နေတယ် brother ရဲ့ဟဲ့အောင်ကြီးညာဘက်ကကားယူလဲရှိုးလိုက်အောင်ကျွန်တော်ကကိုယ်လို့မရဘူးဖြစ်နေတယ်လို့ဘာလို့လဲကွာသွားခြင်းတဲ့ဘက်တွေကိုသွားနေတာဟဲ့အောင်ကြီး$8ပဲရသေးတာကဲကျွန်တော်တို့ဒီကနေ့မှာတော့ line ကျနေတဲ့အတွက်နောက်ရက်ကျမှကျွန်တော်ဆက်ဆော့ပြပေးတော့မယ်ဗျာနော်ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာကျေးဇူးတင်ပါတယ် brother တို့ရေ